အဲ့အောင်ကြီးကွင်းထဲကိုကြောက်ဝင်လာဟဲ့အဲ့အောင်ကြီးဘိုးတိုင်းနဲ့လေဘင်းကိုတီဘယ်ကလစ်နဲ့တောက်ပြီးတော့ခြိထားဒါကြီးကတော့ကြမ်းသွားပြီကွာရောနေတော့ကလုံးရောနေတော့ကလုံးကြည့်ရင်လို့တော့မဟုတ်ပါဘူးဟုတ်တယ်အဲ့အောင်ကြီးโอเคဗျာကျွန်တော်တို့ဘောလုံးကွင်းထဲကိုပေါ့နော်ဘောလုံးကစားနေတဲ့ချိန်မှာပြိသက်တွေဝင်လာပြီးတော့ပေါ့နော်ဟိုလိုမျိုးရန်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ပျော်ရွှင်စရာခိုက်တန့်လေးတွေဖြစ်သွားတဲ့ဟာလေးတွေပေါ့နော်โอเคအဲ့ဒါလေးတွေပြန်ကြည့်အောင်โอเค let's go ကြည့်အောင်ဗျာအဲ့အောင်ကြီးကွင်းထဲကိုကြောက်ဝင်လာဟဲ့ဒါကတော့တော်တော်အဆိုးသွားရယ်ဟိုပြိသက်ဗျာလူတွေပါတွေဝင်လာမှလည်းကြည့်ကောင်းနေရပေါ့နော်ကြက်ပါဝင်လာဘိုးသမားနဲ့ဝီကန်နေဗျဟုတ်တယ်ဝီကန်နဲ့ဘလက်ပန်းနဲ့နော်ဂိုးသမားနဲ့ဘလက်ပန်းဝီကန်ဂိုးသမားနဲ့ဘလက်ပန်းသမားနဲ့ဝိုင်းဖန်မိုက်တယ်ဟာလန်နဲ့တော့ဒီပေါ့နော်အောင်မဲဝင်ခံသွားဒီမှာလည်းရှယ်ပဲနော်ဒါဝင်နူးနဲ့ကြီးမနူးနဲ့ကြီးကပိတ်ရိုက်ခွဲတာပါစတော့သူဖန်နေဆိုတော့ဟုတ်နေနော်စဝင်ပြီစရမိမဟုတ်ဘူးအလွန်ပြီးပါသေးလုံညုံရေးပဲမောက်ရည်တွေလဲနေပြီးတယ်မိုက်တော့ကွာဒီခိုက်တန်လေးရတော့ဗောနော်သူ့ရဲ့အဲ့တော့ပြေးပြီးတော့ဖတ်တယ်ဟောကြောက်ဖို့ပေါ့ပြန်တယောက်အားလဲအဲ့အောင်ဘိုးတိုင်းနဲ့လေဘင်းကိုတီဘယ်ကလစ်နဲ့တောက်ပြီးတော့ခြိထားဒါကြီးတော့ကြမ်းသွားပြီဖန်အကြည့်တာပဲဖြစ်ဖို့များတော်ကျန်းတယ်နော်လက်ထိပ်ကြီးလားဒီဘေးကပိုဆိုးပါဗျာရောက်လက်ထိပ်ပါဝင်ခတ်တာအတော်ဆိုးနေအားချရောက်ရေးတော့လက်ဆောင်မှာပြီးသွားသေးတာမင်းမျက်နှာကိုဝင်တိတ်သွားတယ်ချက်ဒါကြီးကတော့ကြမ်းသွားပြီကွာအဲ့အောင်အဲ့ဒါမက်ဆီလေးပါလေဒီကောင်တော်တော်ကြမ်းသွားပြီဒါကတော့ကောင်းလို့လာပြတာပဲဖြစ်လိမ့်မယ်မက်ဆီတို့ကတော့ဘာနဲ့နက်ကလစ်ဖြစ်တဲ့အရာမျိုးတိတ်မရှိဘူးမက်ဆီကတော့ကြိုက်ဆရာသမားနှစ်ယောက်ကအောင်မဲတွေတောင်ဝင်ခံနေတယ်ဂိုးတွေဝင်သွင်းပြီးတော့ဖော်နဲ့ပါဝင်လာနော်စိတ်တူကိုယ်တူတကယ်ချင်းကောင်းရှိတယ်ပြောဆိုကျွန်တော်ကနည်းနည်းဝါသွားရောနေတော့ကလုံးပန်းစီမဟုတ်ပါလေသွားပြီးတော့ပြောတယ်ကျွန်တော်ကဒီမှာအတူကဘေးမှာထိုင်တာအဆက်ရကွင်းထဲမှာဘောလုံးကန်တယ်ရကလေးကွာနေမှာဒီဘဲကြည့်ကလေးတွေတော့တော်တော်ချစ်ပုံရလေးတွေချစ်ရတယ်ဆိုတော့မက်ဆီကိုလက်ကလေးဝင်ထောင်ပြတယ်ပဲတော့ကြပိသက်တွေဝင်လာတာတော့ဟုတ်တယ်ဒါပေမဲ့ကစားသမားတွေကတော့အဲ့လိုပြုတ်မလုပ်တာပိုကောင်းရောင်ကြီးဖတ်တာမို့ဘာတော့ရမ်းရှားတာကွာဒီဘက်ဖတ်တော့မလို့နဲ့ရောင်ချုံးနဲ့ပြစ်ကန်တာအောက်ကရောင်လိုက်ကန်တာသူကဟိုကဝိုင်းလှုပ်လိုက်
အောင်တော့အောင်ဝမ်းဝင်ခံတာဟိုတစ်ဖက်ကသားသမားကိုပြဿနာရှာခဲ့သေးတယ်အာဟာကိုင်းနေပတ်ပြေးနေတာအဲ့လက်ဆွဲတုပ်ဆက်တာဒီမှာလည်းလန်နိုင်ကြီးကင်ပြီးဝင်ချလာပြေးရင်လို့တော့မဟုတ်ပါဘူးဟုတ်တယ်အေးအောင်အေးစော်ပြီးဟာဒါကြီးကတော့ကြမ်းထောနေရပဲအဲ့လောက်ကြီးတော့မလုံးနဲ့လေကွာသားသမားတွေအဲ့လောက်တော့မလုံးရဘူးလေသားသမားတွေကျွန်တော်တို့ဖန်နေဆဖီလာဆွဲတာဆွဲပြီးလိုက်โอเคဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီကောင်လေးတွေကတော့ဗောနော်ဘောလုံးငန်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သက်တွေအကွင်းထဲကိုဝင်လာတဲ့အခိုက်အတန့်အမှတ်တရလေးတွေပေါ့ဗျာโอเค